Hello အားလုံးမင်္ဂလာပါညီမဖြစ်ပါတယ်ညီဒီနေ့ကကြတော့တနေ့တာ vlog မဟုတ်ပဲနေပေါ့နော်ညနေနေ့ကင်း vlog လေးကိုရိုက်ထားပါတယ်ကြည့်ရှင်သွားတဲ့အချိန်လေးပါဒါလေးကတော့စာချက်နေရပဲဖြစ်ပါတယ်စာချက်လို့ရှိရင်ငင်းကပေါ့နော်ဘာချက်လို့ချက်မှမသိကောင်းနေကိုကိုဒီလုံးနေပေါ့နော်အတိုင်းပဲဒါမဲ့ချက်လိုက်ပါတယ်စာချက်ရမှာဆို6စာမချက်မဖြစ်ဘူးပေါ့နော်ငင်းကတော့စာမြင်ချက်ပါတယ်စာချက်လို့ရှိရင်ငင်းကဒီလိုနောက်ပြီးရင်ဒီလိုအချိန်မီးပေါ့နော်ဘလို့လှည့်နေရပါတော့ပုံစံမကြရင်စိတ်မကြည်တဲ့အတိုင်းမှာနောက်ဆုံးကြတော့ဒီလိုပါတော့ဒီလိုဖြစ်သွားပါရဲ့ရှင်ပြီးရင်တော့2နာရီကျော်ဖြစ်လို့ရှိရင်ငင်းကကြတော့ပြင်းလေးခဏထွက်ပါမယ်ဒါလေးငင်းလို့ချက်လေးပေါ့နော်ညင်းနေကြမှရှင်းရမှာပါဒါကတော့သူ့နာမည်နိုးလို့ခေါ်ပါရဲ့ကျွန်မလည်းအိမ်မခွလေးပါခွေးဘွားလေးပါရှင်အရင်စစ်တော့ကောင်းပါတယ်ပြီးရင်တော့ကျွန်မတို့ချီပြပါမယ်ဒီမှာတို့ချိလိုက်ပါပြီ။သူကအောက်မှာပဲထိုင်တော့ဝင်နေပိုင်းကျညကင်းပိုင်းကျပူတယ်ရှင်။အဲဒါကြောင့်မို့သူလည်းအရှိမလာပြီးတော့အိပ်ပါတယ်။တခါကျလို့ရှိရင်ပေါ့နော်ထိုင်ပါတယ်။မပါတခါကျလို့ရှိရင်ပေါ့နော်မောင်လာပြီးတော့အပြင်ကပြန်လာလို့ရှိရင်ကြာနေပေါ့နော်ဒီမှာအပြင်ကပြန်လာလို့ရှိရင်သူကလာပြီးနေမှာ။ဒါကပေါ့နော်ခရီးပန်းတွေကျွေချက်ပေါ့နော်။အပေါ်မှာဆိုရင်ညီတို့ကကြတော့ခရီးပန်းတွေနေတာမဟုတ်ဘူးပေါ့နော်အပေါ်မှာပွင့်ထားတာပါအဲဒါကြောင့်နေကင်းပိုင်းဆိုရင်နေအောင်နေထိုးနေတော့တိတ်ပြီးတော့မပြတော့ပါဘူးမနေထိုးနေတော့ပါဒါကနေထိုးနေပါလေဒါကတော့ကျွန်မတူမလေးပါရှင်ကျွန်မတူမလေးပေါ့နော်တူမလေးပြပါမယ်ဒီမှာပါကျွန်မတို့အမကြီးတူတဲ့နန်းလို့ဆိုစိတ်ဆိုးတာကြည့်ကြပါဦးနှာခမ်းတွေပါကိုက်ကုန်မကြည့်ကြပါဦးကျွန်မစိတ်ဆိုးရတယ်နှာခမ်းသူ့အဝါပြီးလို့တဲ့ဒါကကျွန်မတို့မှရှိပါတယ်သူ့နာမည်ကတော့ရွှေဖူးဆန်လို့ခေါ်ပါတယ်ကျွန်မတို့ဖူးဖူးပဲခေါ်ပါတယ်ခါကြလို့ရှိရင်အဝါတောင်းအဝါပေးပါတယ်ဟောရှင်တနခါတွေကမှဆိုလို့ပေါ့နော်သူမြင်တင်ချက်ချပါတယ်မပါကျွန်မတိချလိုက်ထိမပြနေရပါတယ်ဒါလေးကတော့ခေရန်ကျူကျန်တဲ့ဖြတ်ပေါ့နော်ဒါလေးဆိုရင်တော်တော်ကြည့်ပါတယ်ဒါသမီးရှိမှတော့ရထားပါကျွန်မလည်းရှိရကြည့်ပါတယ်နောက်ပြီးတော့ကျွန်မတို့ကျရှင်တော့ပါတော့မယ်ဒါတော့လမ်းမှာပေါ့နော်သူတို့ကမှန်တော့ငင်းတော့ဟိုးရှိမှတော့ထိုင်တာမငင်းလို့လည်းကျရှင်နေနီးနီးလေးပါလိုက်ပူတာတော့လည်းမခေါ်ဘူးပေါ့နော်ဒါမဲ့လိုက်ပူသလိုဖြစ်သွားတာပေါ့ဒါလေးကကြတော့ပေါ့နော်ကျရှင်ချင်းလေးပြီးသွားတော့ဘိုင်းမယ်လေးလုပ်ပါတယ်ကျရှင်တော့တက်မှဆိုတော့လေဘိုင်းမယ်လို့လေနောက်ပြီးချင်းမူစားပါတယ်ကော်ပီနဲ့မုံလေးပေါ့နော်မူကျွန်းနဲ့စားပါတယ်ဒီကျရှင်ပြန်လာရုပ်တစ်ချက်ရှိုးပါတာပြီးတော့လို့ရှိရင်ကျွန်မနောက်ပြီးမှဆက်တွေ့မယ်နော်ဘိုင်းဘိုင်းအားလုံးရချစ်ပါတယ်